ကိုအားကိုကိုပါဘသူကမှအားကိုတကြီးနဲ့မျော်လင့်မထားပါနဲ့အတတ်နိုင်ဆုံးကိုအားကိုကိုနိုင်အောင်ကြိုးစားပါဘာမှမသိရင်အောက်ကျရတယ်ဒါကြောင့်သိအောင်လေ့လာပါဘာမှမရှိရင်မျက်နှာငယ်ရတယ်ဒါကြောင့်ရှိအောင်ကြိုးစားပါစာဖတ်ပါအမှားနေပြီးအတိတရားကျွယ်ဖို့အတွက်လူတစ်ယောက်မှာနေ့စဉ်အချိန်ပေးပြီးစာဖတ်နေဖို့လိုအပ်ပါတယ်ငွေရှာပါရှာပြီးမစုဆောင်းရင်လေအိပ်ပေါင်နဲ့ဖားကောက်ဆိုရိုးစကားလိုပဲတေးအောင်ရှာချမ်းသာမှာမဟုတ်တဲ့အတွက်ကြောင့်ပတ်စံစုပါဘယ်သူအပေါ်မှာမမီကိုပဲဘယ်သူမျက်နှာကိုမှမကြည့်ပဲနေနိုင်တဲ့အထိစူးစမ်းရှာဖွေပါကိုယ်တိုင်ရကိုလူတိုင်းကိုချမပြပါနဲ့မင်းသိအောင်ကိုချင်းစာပေးမယ်သူထက်မင်းမသိအောင်ကြိတ်ပြောနေမဲ့သူကပိုများပါလိမ့်မယ်တခါတလေမှာအေးအေးဆေးဆေးလေးအနားယူပြီးတယောက်တည်းနေတတ်အောင်နေကြည့်ပါလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါစိတ်ချမ်းသာလာပြီးတော့တချို့အရာတွေကကိုထင်ထားသလောက်အရေးမကြီးမှန်းအရေးမပါမှန်းသိလာပါလိမ့်မယ်ပျော်ရွှင်မှုဆိုတာတခြားသူစီမှာမရှိပါဘူးကိုဂရုစိုက်ပြီးကိုဘဝတည်းကပဲကိုယ်တိုင်ရှာယူရတာပါဒီအကြောင်းအရာလေးကိုကြိုက်နေတတ်တယ်ဆိုရင် comment မှာတစ်ခုခုရေးခဲ့ပေးပါခင်ဗျာ